Paris မြို့ရှိတိတ်ဆိတ်တဲ့ကျောင်းတစ်ကျောင်းမှာစစ်ဟာသူ့တငယ်ချင်း Pierre နဲ့အတူမိန်းကလေးအုပ်စုတစ်စုကိုကြည့်နေပါတယ်စစ်ကတော့အတန်းတစ်ကမိန်းကလေး Angie ကိုအလွန်ချစ်မြတ်နိုးနေသူပါသူမကိုအထင်ကြီးစေခြင်းတဲ့အတွက်စကိတ်ပုံးနဲ့လှုပ်ရှားမှုတစ်ခုလုပ်ပြပေမဲ့အောင်မြင်စွာခုန်နိုင်ခဲ့တော်လဲအမိုက်ပုံးနဲ့တိုက်မိသွားပါတယ်Angie ကဒီအဖြစ်အပျက်ကိုရေးစရာလို့ထင်ပြီးဆက်ရဲ့စကိတ်ပုတ်ကိုပြန်ပေးဖို့လာရောက်ပါတယ်စစ်ကသူမကိုမျိုးပတ်ပြမယ်လို့ဖိတ်ခေါ်လိုက်ပြီးAngie ကလည်းစိတ်လှုပ်ရှားစွာသဘောတူကဖုန်းနံပါတ်တောင်းပါတယ်ဒါပေမဲ့စစ်မှာမိုဘိုင်းဖုန်းမရှိပါဘူးPierre ကကူညီဖို့လာပြီးစစ်ဟာရခင်ချီရေးကြောင့်ဖုန်းနံပါတ်ပိတ်လိုက်ရတယ်လို့လိန်ပြောလိုက်ပါတယ်Angie တော့ဖုန်းတေးရလာရင်ဆက်သွယ်ပါလို့ပြောပြီးထွက်သွားပါတယ်အိမ်ပြန်ရောက်တဲ့စစ်ကမိခင်ကိုဖုန်းဝယ်ဖို့ငွေလိုအပ်ကြောင်းပြောပါတယ်မိခင်ကသူမရှိသမျှငွေနှဲငယ်ကိုပေးလိုက်ပါတယ်ညပိုင်းမှာတော့စစ်ဟာမြို့ရဲကစားတောက်ဆိုင်မှာအလုတ်သွားလို့ရနောက်ကျသဖြင့်အလုတ်ရှင်ကစူပါတယ်လစာကြိုတောင်းရမှာအလုတ်ရှင်ကမစင်စားပဲယူရို100အတုငွေတရွက်ပေးပြီးလှောင်ပြောင်လိုက်ပါတယ်နောက်နေ့မှာစစ်ဟာအဟောင်းပစ္စည်းဆိုင်တစ်ဆိုင်သို့သွားကငွေယူရို30နဲ့ဝယ်နိုင်မဲ့ဖုန်းတစ်လုံးရှာပါတယ်ဆိုင်ရှင်ကထူးဆန်းတဲ့ဖုန်းတစ်လုံးကိုယူလာပေးပြီးမူလဈေးယူရို900ဖြစ်ခဲ့ကြောင်းပြောပါတယ်စစ်ကမစင်စားပဲဝယ်လိုက်တော့လဲဖုန်းကမေကောင်းကြောင်းသိရှိသွားပါတယ်ဆိုင်ရှင်ကလည်းအဲ့ဒါကိုတီးပြီးသားလို့ရေစရာလုပ်ပြောပါတယ်ဒါပေမဲ့ရုတ်တရက်ဖုန်းမြည်လာပြီးနှစ်ယောက်လုံးအံ့အားသင့်သွားကြပါတယ်ဆိုင်ရှင်ကပြန်ယူဖို့ကြိုးစားတော့လဲဆက်ကမြ мян ဆန်ဆန်ထွက်ပြေးသွားပါတယ်ကျောင်းမှာဖယဲကိုပြန်တွေ့ပြီးAngieကိုကြည့်ကဖုန်းတစ်ရက်ထားပြီးလို့တွားပြောပါတယ်ဒါပေမဲ့ဖုန်းပုံစံကထူးဆန်းလုံးတစ်ဖြင့်မိန်းကလေးများကလှောင်ပြောင်ကြပြီးAngieကလည်းသူ့ကိုမမွဲကောင်လို့ရှော့တွက်ပြောဆိုကထွက်သွားပါတယ်Pierreကတော့အဲ့ဒီမိန်းကလေးတွေကိုငွေကြိုက်သူများလို့ပြောပြီးတငယ်ချင်းကိုနှစ်သိမ့်ပါတယ်နောက်ပိုင်းမှာစာသင်ခန်းလက်တွေ့ခန်းတွင်ဘာဂျယ်နဲ့သူ့အဖွဲ့ကဆက်နဲ့Pierreကိုနှောက်ယှက်ပြီးအနိုင်ကျင့်တိုက်ခိုက်ပါတယ်